အားလုံးသိကြမယ်ထင်ပါတယ်ခိုင်တိုဆိုတဲ့သူကိုပေါ့သူ့ကိုမင်းတို့ကဘယ်ဗီဒီယိုမှာစတင်ကြခဲ့လဲငါကတော့ဒီဗီဒီယိုမှာစတင်ခဲ့တာသူဘဝဟာအောက်ခြေကနေစခဲ့ရပါတယ်အခုချိန်မှာတော့အောင်မြင်နေတဲ့ YouTuber ဖြစ်နေပါပြီသူဟာ30နှစ် GB ဖုန်းကနေ YouTuber လောကထဲဆုံးနေခဲ့ပါတယ်အခုချိန်မှာတော့အဲ့ဘဝကနေ PC အကောင်းစားနဲ့ Gamer တစ်ယောက်ဖြစ်နေပါပြီမြန်မာ YouTuber တွေရဲ့မှာဆိုလဲ1 million subscriber ပါဒုတိယမြောက်ပြီးခဲ့သူဆိုလဲမမားဘူးလက်ရှိကလိုပဲ YouTuber တော့တရားမှာ95နေရာတွင်ရှိနေပါတယ်သူ9တန်းဘဝမှာဖခင်ကိုဆုံးရှုံးခဲ့ရတယ်သူငယ်ချင်းတွေရဲ့ဖယ်ကျင်တာကိုလည်းခံခဲ့ရပါတယ်အခုချိန်မှာတော့သူဟာမြန်မာနိုင်ငံရဲ့အကောင်းဆုံး YouTuber ဆိုလဲမမားပါဘူးဘရိုင်အားလုံးမင်္ဂလာပါဒီနေ့ဗီဒီယိုမှာတော့ကျွန်တော်တို့